ဒီနေ့ကတော့အခုလေကိုပိုင်ရောက်နေတဲ့နေရာကြတော့ဟိုရောမင်းလန်းထဲမှာရှိတယ်ဒီအောင်မင်္ဂလာရှမ်းဆိုင်ကိုရောက်နေတာပေါ့နော်ကိုပိုင်အတွက်ဆိုလို့ရှိရင်ဒီအောင်မင်္ဂလာမှာစားရတဲ့ရှမ်းဆန်စီကရှမ်းကမှာစားရတဲ့ဆိုင်တွေထက်အကောင်းဆုံးဆိုင်လို့ပြောလို့ရတယ်အဲ့တော့ဒီမှာလည်းခဏခဏလာစားပြီးတော့ဆိုရင်စပြီးတော့စားပါတော့မယ်စားပါအောင်ဒီဆိုင်မှာစားရတဲ့စံစည်းရဲ့အရသာလေးတခြားဆိုင်တွေရစားတဲ့စံစည်းအရသာလည်းမတူကိုပိုင်အနေနဲ့ဆိုလို့ရှိရင်ဒီကစံစည်းအရသာကိုအကြိုက်ဆုံးပဲနောက်တစ်ခါကျတော့ဒီစံစည်းတဲ့ကိုဒီလိုမျိုးအချိန်လေးပေါ့နော်ရောထည့်ပြီးတော့စားရတာကိုကြိုက်တာသူ့ရဲ့ထူးခြားချက်ကကျတော့ဘယ်ချိန်မဲ့ဘယ်လိုပဲလာစားဒီရတာပဲပေါ့နော်တကယ်ကိုကြိုက်တယ်။ဘာအရမ်းစားလဲလားမသိတော်တော်စားလို့ကောင်းတယ်တကယ်စားလို့ကောင်းတယ်ဒါကကြတော့ဂရုတ်စီကြော်လေးနဲ့ဆိုပို့ပြီးတော့မိုက်တယ်အကုန်ထည့်စားမယ်စားလို့ကောင်းတယ်မှမလားအကုန်ထည့်စားမယ်ဒီဆိုင်မှာလေသူကကိုပိုင်ကစက်သားနဲ့စားရဲဆိုရင်လည်းဒီမှာဝက်သားနဲ့သားစားတဲ့သူတွေဆိုလို့ရှိရင်ဒီဝက်သားနဲ့ပတ်သက်တဲ့ဒီရှမ်းစာလည်းရတယ်တရုတ်စာလည်းရတယ်နောက်တစ်ခုကကျတော့ဒီမှာနာမည်ကြီးတာကတချို့အမဲသားစားတဲ့သူတွေဆိုရင်အမဲသားလုံးခောက်ဆွဲစွပ်ပြုတ်တို့နောက်ပွားလို့ရှိရင်အမဲသားအရွတ်တွေအကျော်တွေပေါ့နော်ကျွေးနဲ့အဲ့ဟာတွေကိုလည်းတုတ်တဲ့ဟာတွေလည်းအရင်နာမည်ကြီးတယ်ဟိုခြေလေးချောင်းမစားခြေလေးချောင်းမစားတော့ဒီဟိုဘောနော်ဘာသာကွာစက်သားနဲ့ပဲစားပြတာမလားဒါပေမဲ့စက်သားနဲ့လည်းမိုက်တယ်ရတာရှိတယ်ထပ်ပြီးတော့ပြောရလို့ဆိုရင်ဒီဟိုအများစားဘူးနေကြဒီရှောက်ခောက်ဆိုတဲ့စံစည်းတဲ့ဒီကရှောက်ခောက်ဆိုတဲ့စံစည်းကပို့ပြီးတော့ကြိုက်တယ်ကိုပိုင်အနေနဲ့ဆိုလို့ရှိရင်အကောင်းဆုံးဆိုင်လို့ပြောရမှာပေါ့နော်ပြောရင်းဆိုရင်လည်းဖတ်ထုတ်ကြော်ရောက်လာပြီဒီကဖတ်ထုတ်ကလည်းလေတကယ်တော့သူ့တပွဲဆိုရင်တယောက်မကုန်ဘူးပေါ့အနည်းဆုံးတော့2ယောက်လောက်စားမှကုန်ပါဟိုစားလို့ရတဲ့လောက်ထိတော့စားမယ်အရင်ကောင်းတယ်ဒါကတော့ကြက်သားဖတ်ထုတ်ကြော်ပေါ့နော်ကြက်သားနဲ့သူမုံငင်းရွက်နဲ့ရောပြီးတော့ကြော်ပြီးတော့ဖတ်ထုတ်ကိုအိုးမှောက်ထားတာပေါ့နော်လမ်းပြမလားတော်လန်လိုက်တာမျိုးသူနဲ့တွဲပြီးတော့စားမယ်အချိန်ရတရားသူကပဲငံပြားရယ်ငရုတ်သီးစိမ့်ပါတယ်နောက်ပွားလို့ရှင်ချင်းဘက်လေးလည်းပါတယ်ဖတ်ထုတ်ကလည်းမှုေးပြီးတော့အပေါ်ပိုင်းလေးကတော့နူးညံ့ဤပြီးတော့အောက်ကသူ့ရဲ့ဒီအောက်ခံသားလေးကကြတော့ကျွတ်ကလေးပေါ့နော်စားလို့ကောင်းတယ်ဒီအမငါရောက်လို့ရှင်ရင်ဒီဖတ်ထုတ်ကြော်ကတော့ဒါမဖြစ်မနေမှောင်စားတဲ့ဟာပေါ့နော်ဘူးလေနာအမတိချာမတိဘူးမာရတာတော်တော်ရှိရရင်းနှီးရတာလည်းတော်တော်မိုက်တယ်စိုက်တယ်ထပ်ပြီးတော့လည်းမစားနိုင်တော့ဆိုတာကြံတာလေးကိုပါဆယ်ထုတ်ပါညီမဒီကလေးပါဆယ်ထုတ်ပါလေရလားမကုံတော့လို့ဘယ်လောက်ကြာလဲကဲအဲ့ဆိုလို့ရှိရင်ပြန်လိုက်ပါအောင်မယ်ကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ်တတား